အလားမတရားကြီးကမအေးရတော်တာဟိုသူ့မအေးရလေအဲ့တော့ leadership ကိုတို့ထဲထဲဝင်လေ့လာတဲ့အခါဘာတွေ့လဲဆိုတော့ခေါင်းဆောင်ကောင်းတွေမှာအမေကောင်းတွေရှိတယ်အမေတွေတော်တော်အရေးကြီးတာပဲဆိုတော့ကလေးတယောက်မွေးစားကနေ10နှစ်အတွင်းမှာအမေအရေးကြီးဆုံးပဲစိတ်ပညာပြောတယ်ဒေါက်တာကျော်စိန်လူငယ်လမ်းညွှန်ဆိုတဲ့စာအုပ်ထဲမှာမွေးစားကနေ10နှစ်ကအမေအရေးကြီးဆုံးပဲတဲ့10နှစ်ကနေအနှစ်20ကအဖေအရေးကြီးဆုံးပဲတဲ့အနှစ်20ကနေအစိတ်ကျဆရာအရေးကြီးတယ်တဲ့သူလောကထဲဝင်တော့စီးပွားရေးလောကလူမှုရေးလောကအဲ့မှာဘယ်လိုဆရာနဲ့သူတွေ့အဲ့ဒီ3ခုရဲ့ပြုပြင်မှုကောင်းရင်အဲ့လိုကထိတ်ထိတက်တာထိတ်ဆုံးတို့ဆိုတာမျိုးလို့မွေးစားကနေ10နှစ်ကဘယ်သူအရေးကြီးဆုံးလဲဗျာအမေအရေးကြီးဆုံးပဲအမေကျတော့ပခတ်လွှဲတဲ့လက်ကတိုင်းပြည်ဦးဆောင်တယ်အဲ့ဒါဗျာစိတ်ပညာအရာကောအဲ့လိုပဲလွှမ်းမိုးမှုကလေအမေရဲ့ရင်ခွေးမှာပို့ပြီးတော့ဒီလိုဖြစ်နေတာပဲနော်ဒါကြောင့်ဒီပြောတို့ဆ iam ဆွေရေးထားတဲ့ကျောင်းတဲ့ဒီမိုကရေစီမူကြိုကြောင်းစသည်ခြင်းနဲ့စာအုပ်လေးပါဗျာနော်ဝေတို့ဆွီဒင်တို့ဒိန်းမတ်တို့ဒီနိုင်ငံမှာဒီလူတယောက်ကိုဝင်ဆောင်ပြီဆိုရင်အဲ့ကိုဝင်ဆောင်နဲ့ကကိုဝင်ဆောင်မိခင်ကိုဆိုရဆောင်လျှောက်တာဆိုရ OG တွေနဲ့သွားတာအဲ့ခဏစာဘလောက်ဖတ်ရမယ်လေ့ကျင့်ခန်းဘလောက်လုပ်အောင်ဘယ်အာဟာရပြည့်တဲ့ဟာဗီတာမင်ဓာတ်တွေဘလောက်ပြည့်တဲ့ဟာသားရမယ်ကိုဝင်ဆောင်မိခင်ကသာဆောင်လျှောက်တပည့်တော်နိုင်ငံကိုကလေးဆိုပြီးတော့ဆွေးဆွေးခုံနေတဲ့အချိန်မှာသူတို့ကနိုင်ငံတော်ကကလေးနိုင်ငံတော်ရဲ့ကလေးနိုင်ငံသားကောင်းဒီစိတ်အဲ့တော့မွေးပြီးတစ်နှစ်မိဘတွေကထိန်းလို့ရတစ်နှစ်ကျော်တော့ဆိုရအကြောင်းနေမှာသူတို့ KG တွေ kindergarten တွေပါတယ်သူတို့စီစဉ်နေထားပဲအဆန်ကုန်စရာမလိုဘူးနော်နိုင်ငံရဲ့ GDP ကရလာတဲ့ gross domestic product ပေါ့ဒီလိုတော့ကိုတန်ဖိုးအဲ့ဒီရလာတဲ့ GDP တွေကိုအဓိကဘယ်နေရာမှာသုံးတယ်လဲဆိုတော့ပညာရေးမှာအဓိကသုံးပညာရေးမှာအဓိကသုံးအဲ့ဒီနိုင်ငံတွေကလေဒါကြောင့်ထိတ်ရောက်အဲ့ဒါတော့အဲ့ဒီစနစ်တွေ